Lava Minglava, Ethiopia နေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်။ကဲဒီနေ့တော့ကျွန်တော်ရောက်ရှိနေတဲ့နေရာကတော့ဒါဘန်ကောက်ထိုင်းလန်ပေါ့နော်။ဆိုတော့ကျွန်တော်ဒီနေ့ဘာလာလောက်တာလဲဆိုလို့ရှိရင်ကျွန်တော်အခုရောက်နေတဲ့နေရာလေးက Truck Morning Market လို့ခေါ်ရဲပေါ့နော်။ဆိုတော့ဒီ market လေးကသူကမနက်9:00နာရီကနေပြီးတော့မနက်10:00နာရီထိပဲဖွင့်တယ်။ပြီးတော့လို့ရှိရင်သူကဈေးရမ်းတက်တာတယ်။ပြီးတော့လို့ရှိရင်အဲ့လိုဈေးရကွာအဲ့လိုမျိုးဘတ်100မကျော်တဲ့ဈေးတွေနဲ့မုတ်တွေကြိုက်ဝယ်စားလို့ရတယ်ပေါ့နော်။ဆိုတဲ့အခါကျတော့အဲ့နေရာလေးကိုကျွန်တော် A4 ပြည်သက်တွေကိုခေါ်အားပေးချင်တာဖြစ်ပါတယ်။ပြီးတော့ရင်ဒီဈေးလေးကဖွင့်ထားတာဆိုလို့ရှိရင်280ကျော်ပြီ။80ကျော်ပြီအရင်တော့ဒီနေရာလေးတွေကဘာလို့တာလဲဆိုလို့ရှိရင်အိုးလောက်တဲ့နေရာဆိုတော့အဲ့ဒါကြောင့်မလို့တော့ဒီလမ်းကိုတော့ truck mall လို့နာမည်ပေးထားတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်နဲ့အတူတူဈေးထဲမှာဘာရှိလဲဆိုတော့လိုက်ကြည့်ကြရအောင်နော်ဟိုလောတော့မကွင်းလာရဲ့ဝါသေးတယ်အဲ့ဒါသဘောကျလို့ကျွန်တော်လည်းဒီဘက်ကိုရောက်လာတာပေါ့နော်ဒါဆိုလို့ရှိရင်ပစုံကြော်ပါပစုံကြော်ဆိုလို့ရှိရင်3ခုပါတော့မှဘတ်40ပေါ့နော်ဆိုတော့အရန်တန်တယ်ကွာဒီဘန်ကောက်မှာဆိုလို့ရှိရင်စားကြည့်လိုက်အောင်ကြည့်လေပစုံတဲလေးပစုံကြော်ကောင်းလေးမမွားလေးမွားနာပဲအခုငင်းတော့ဝါသားသုတ်လို့ဆိုလို့ရှိရင်ဘာ60ပဲတားဟုတ်တယ်နာပါဆိုတာတယ်နော်ဆေးလေးတားညနေလာမလို့နော်ကိုရိုနေဟုတ်ရတာမှုရှုဟင်ပြီးခါတယ်စားတက်တော့မရိုးရတက်တော့မပြောင်းနေမကြိုက်ကျွန်တော်အဲ့ဒါကြိုက်တယ်ရိုးပဲကဲဒါတော့ကျွန်တော်တို့စားမဲ့ခက်နုံခရော့ပါဒါတော့ထိုင်းမှနေလူတော်များသိပါတယ်ဒါပေမဲ့ဒီမှာဆိုကြည့်ဘတ်30ပဲရှိတယ်ဆိုတာ6ခုပါရေပေါ့နော်ဟောကောင်းတယ်စိတ်နေပါတော်ကောင်းတယ်ပြပါစိတ်နေအောင်တက်အဲ့လားဆက်သွားကြရွက်တွေလည်းအများကြီးပဲဒီမှာစုံကျင်နော်ခဏပေါ်တော့ပါထိရောထိရောရောက်တော့ရှယ်ပဲသူ့ဘုတ်တွေကျုံရက်ဆက်လိုက်တရားဆိုရင်ဈေးထဲဝင်ကြည့်ကြမယ်ဈေးထဲဝင်ကြည့်ကြမယ်မရောက်သေးဘူးဈေးထဲကိုမရောက်သေးဘူးရှင်းပါတယ်ကိုလှုပ်ရှုံနေမုတ်တွေဝယ်ပြီးတော့ဒီမှာဆိုရင်ပတ်50ဝတ်သားကျော်ဝတ်နံရိုးကျော်ရမ်းတန်တယ်ဟောဟောကြည့်ကျွန်တော်သဘောကျတော့ဒါမျိုးလေးတွေကြည့်တခါရဲသူကဟိုဖြစ်ပေးတာမနှက်စာအရမ်းတန်တာဟောသူကအဲ့လိုမျိုးဝတ်သားရည်လက်သားရည်လည်းကောင်းလားဆိုတာဒါလေးကသူက market တစ်ခုဆိုတာ community တစ်ခုလို့ဖြစ်နေတာပေါ့နော်အဲ့လိုမျိုးမင်းချက်ပြီးသားလေးလည်းရှိတယ်နော်เอาหมดเลยป่ะไม่หมดนะอันนี้จะเทไม่ขึ้นมาหน่อยငါကြောနဲ့တော့ပါစားခြင်းတယ်ဟုတ်ပါเพราะว่าเดี๋ยวมันจะเยอะแกกินไม่หมดကျေးဒီမှာကျေးကြပစားနေအေးဟုတ်ပါကောင်းနေတယ်ဒီဈေးလေးကိုအိမ်ထဲမှာခေါ်ထားခြင်းဟုတ်ပါစင်ပြေသွားရင်နော်အဲ့ဒါဟိုမှာမုတ်ဖက်တွေပြင်ကောင်းရင်းပေါင်းနေนี่คนถือหลอดอยู่ด้านข้างหลอดเดียวนะครับเล่นเอาอะไรครับแค่วันละนิดยาวเลยดีครับดีกับ mix yeah one bag yeah 20 บาท20 บาทဟုတ်တယ်ဒါကိုဘတ်20ပါသူက9လုံး6လုံးလောက်တော့ပါတယ်ဒါပေမဲ့ကျွန်တော်ထင်တယ်လေဒါကလေဘုံလုံးရေးပေါ်လို့ပဲတိလားအေးတူတယ်နော်တူတယ် try ကြည့်အောင်ဘာလို့ရတာရှိလဲလေ
အဲ့တော့အုံးသီးစံပဲနိုင်ချင်းပဲเนาะလူပြီးတော့လို့နေ ထန်းသိမဟုတ်သေးတာအဲ့ရတာ ပြေးပါမိကြည့် ဘယ်လောက်ရန်ကောင်းလဲဆိုအဲ့လိုမျိုးနော်အားရပါရရောင်းတာအခုတွတ်ထားတယ်အစာတိတ်ထားတာလေအဲ့အစာတိတ်ထားတာငန်းငန်းလေးဆိုတဲ့ခါကျတော့ကျွန်တော်တို့ခြူတဲ့အရာလေးအဲ့ငန်းတာလေးကပေါင်းသွားပြီးတော့လေတော်တော်ကောင်းပါစိတ်ခြူငန်းစီတော်တော်ကောင်းရှယ်ပဲဟုတ်တယ်ပဲဒီမှာဝတ်တာတော့ဒီမှာချက်ပြီးသားကြီးလေတအားရောင်းတာ ဟုတ်တယ်နော် ချက်ပြီးသားကြီးလေတအားရောင်းပြီးတော့လို့ရှိရင်အဲ့လိုအစိမ်းနေရောပြီးမနှက်စာပေါ့နော်သူတို့ရဲ့ဒီကတော့မနှက်စာ ก็ปีผัด ข้าว ปี สวย ส้ม จ้ะ ทำแล้วก่อนหน้านี่จะไม่ไหม้เลยค่ะ ခောက်ဆွဲကြောပေါ့အစုံပဲဒီမှာဆိုလို့ရှိရင်ဒါကျွန်တော်ဆောင်းတာပြောခဲ့တယ်လို့ပဲ ဝတ်ချရအောင် ဟိုဈေးတစ်ခုဆိုတာ community တစ်ခုပေါ့နော်ဒီပတ်ဝန်းကျင်တော့ community တစ်ခုလိုပါပဲမငါဖဲဟင်းမှာ ဟုတ်ပါ ဝယ်သား အဲ့ညစ်တယ်နေနော် အေး 50 บาทแล้วค่ะ ဒါငါဖဲဟင်းမှာ รถเข็นเลยจ้า ဆိုင်လေးဝယ်တဲ့သူတွေအများကြီးပဲ อืม จ้าเลยจ้า ရော ဟုတ်တယ် ခင်းဒီရ 50 บาทจ้า ဖဲဟင်းကြီးတွေရော จ้า လေးဟိုဟာဖြစ်တာရောစုံနာဆိုတာဒါဆိုရင် Thai tea เดี๋ยวบอกได้นะคะจ้ามาไทยแท็กเลย တက်လိုက်တာဒါဆိုရင်တယောက်စားဆိုမနှက်ညာစားလို့ရတယ်လေဟာတစ်ကောင်လုံးဆို150တယ်ကွကြည့်အောင်ဒီနေ့တော့ tweeting mission မပါဘူး ဒီချိန်စားလို့မရဘူးလား ဒီချိန်စားလို့မရအောင်စားလိုက်စောင့်တက်သွားဘူး အဲ့ဒီမှာတော့ငါးအင်းမျိုးတောက်ပေးရနော် ဟုတ်ပါငကြီးလေးတွေဒီလောက်အော်ကျွန်တော်ငယ်ဝတ်သားပြားကြော်လေ กระต่ายอันนี้100อย่างนั้นเนี่ยไม่ใช่ ဒီမှာလေသတိထားမိတာလေအဲ့လိုဘယ်လိုပြောရမလဲဟိုစားရတာပေါ်တဲ့ဟာလို့ပြောရမှာတိလားအဲ့လိုအသီးရွက်တွေပြီးသွားလို့ရှိရင်အဲ့လိုအသားငါးတွေတော်တော်စုံတဲ့ထဲမှာပါတယ်လို့ပြောရမှာပေါ့နော်ပြီးတော့အဟာတွေပဲလားဆိုတော့လည်းမဟုတ်သေးပြန်ဘူးပြီးသွားလို့ရှိရင်လည်းအဲ့လိုမျိုးဟိုကျွန်တော်တို့လေဟိုဘယ်လိုပြောရမလဲငယ်ငယ်တော့ကဈေးသွားတယ်လို့ပဲလေဝါမားကတ်တွေသွားတယ်လို့ပဲအဲ့ feeling ပဲ ဝယ်ပါဝယ်အောင်လားတကူလောက်ဝယ်အောင် တော်ပြီတားတော့များနေပြီခုတော့ တော့ဒီနားမှာကွာအဲ့လိုမျိုးဒီ local တွေရှိမယ်ပေါ့နော် local တွေဒီသူကဟိုအလုံးမယ်ပေါ့မနက်ဆိုလို့ရှင်တို့ဈေးလာဝယ်ကြမယ်ပြီးသွားလို့ရှင်ဟိုလိုမျိုးပါလဲမနက်စာဝယ်ကြမယ်ကွာအဲ့လိုမျိုးကျွန်တော်တွေ့ရကွာဥပမာအစိုးရဝန်ထမ်းလေးဆိုလို့ရှင်လဲသူတို့ဒီမှာပဲမနက်စာဝယ်သွားကြတယ်ပေါ့